ကျွန်တော်တို့ဒီနေ့မှာလည်းတကယ်ကိုမှအရေးကြီးတဲ့အင်္ဂလိပ်စာစကားပြောလေးတွေကိုလေ့လာကြမယ်ပထမဆုံးတစ်ခုက shall we start okay ကျွန်တော်တို့စလိုက်ကြတော့မလားပေါ့နော်အဲ့တော့ကျွန်တော်ဒီအစည်းအဝေးပွဲတွေစတာဖြစ်ဖြစ်ဒါမှမဟုတ်ပွဲတစ်ခုခုစတာဖြစ်ဖြစ်ဆိုလို့ရှိရင်ကျွန်တော်တို့စလိုက်ကြတော့မလားဒါမျိုးပြောချင် shall we start okay ဒါမျိုးလေးပြောလို့ရတယ်နောက်တစ်ခုကကြတော့ could you please wait for a few minutes could you please wait for a few minutes okay minute အနေငယ်လောက်စောင့်ပေးလို့ရမလား okay ဒါမျိုးလေးပြောတာပေါ့နော်နောက်တစ်ခုကကြတော့ David's not here yet okay David မရောက်သေးလို့เนาะအဲ့ဆိုတရားရောက်မရောက်သေးဘူးဒီလိုတရားရောက်မရောက်သေးဘူးလို့ပြောချင်ကျွန်တော်ဒီ not here yet ဆိုတဲ့ဟာလေး ਨੇ ပြောလို့ရတယ်နောက်တစ်ခုကကြတော့ we will wait for 5 more minutes we will wait for 5 more minutes okay 5 minute ထပ်ပြီးတော့စောင့်ပါမယ်เนาะဒါမျိုးပြောတာနောက်တစ်ခုကကြတော့ we can't wait anymore okay ကျွန်တော်တို့ထပ်ပြီးတော့စောင့်လို့မရတော့ဘူးเนาะအဲ့လိုမျိုးပြောတာပေါ့နော်နောက်တစ်ခုကကြတော့let's start without David okay David မပါဘဲနဲ့စလိုက်ကြစို့เนาะဆိုတော့စောင့်တာရမ်းကြာနေပြီသူလည်းရောက်မလာသေးဘူးဆိုတော့သူမပါဘဲနဲ့စလိုက်ကြမယ်ပေါ့နော်ဒါမျိုးပြောချင်တာပေါ့နောက်တစ်ခုကကြတော့let's get started okay စလိုက်ကြတာပေါ့နော်ဆိုတော့ကျွန်တော်ဒီစကြမယ်လို့ပြောလို့ချင်းကျွန်တော် let's start လို့လည်းပြောလို့ရတယ်ဒါမှမဟုတ် let's get started လို့လည်းပြောလို့ရတယ်အတူတူပဲနော်ဆိုတော့ let's start နဲ့ let's get started နဲ့ကအဓိပ္ပာယ်ချင်းအတူတူပဲဟုတ်ကဲ့ပါကျွန်တော်ဒီ Foundation for English ရဲ့သင်ခန်းစာတွေကို Facebook မှာ YouTube မှာလေ့လာလို့ရပါတယ်လေ့လာပြီးတော့ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်သင်ခန်းစာဗီဒီယိုတွေမှာပြန်တွေ့ပါမယ် see you in the next video goodbye